အားလုံးပဲမင်္ဂလာပါညီမကတော့အိမ်တော်ပါဒီနောက်ဆုံးပိုင်းဗီဒီယိုလေးမှာကိုက2025မှာဘယ်လိုတွေကြုံတွေ့ခဲ့ရလဲဘယ်လိုတွေဖြတ်သန်းခဲ့ရတာလဲ2026မှာကိုကဘယ်လိုတွေအရှိန်ယူပြီးတော့ရှေ့ဆက်သွားရမလဲဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့အရာကိုပြောပြပေးတော့မှာဖြစ်ပါတယ်2025မှာကိုပိုင်ဆိုင်တဲ့အရာကိုထိန်းသိမ်းတတ်ဖို့ကိုယ့်ရဲ့ချစ်ချင်းမြတ်တာတွေအကုန်လုံးကသူများအတွက်ပဲမဟုတ်ဘဲကိုလည်းပြန်ပေးတတ်ဖို့ဒီနှစ်ခုကိုဒါကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေချစ်ချင်းမြတ်တာတွေဒါထိန်းသိမ်းတတ်မယ်ဆိုရင်အကောင်လုံးငါသာပေးမယ်ဆိုရင်ဒီလိုဆုံးရှုံးမှုတွေရမှာမဟုတ်ဘူးဆိုတဲ့သင်ခန်းစာတစ်ခု2025မှာသင်ခန်းစာအကြီးကောင်းမွန်တဲ့သင်ခန်းစာလေးရရှိခဲ့ပါတယ်ကိုကဒေါနုံနိုင်နဲ့လောက်တာမျိုးမဟုတ်ဘဲနဲ့ plan ချပြီးမလောက်တာမျိုးအဲ့လိုအစွန်းနှစ်ဖက်ကအလဲကနေဆုံးဖြတ်ချမဲ့အရှင်ယူမယ်အဲ့လိုအရာမျိုးလုပ်ပေးရမယ်ပြီးလို့ရှိရင်တစ်စုံတစ်ယောက်ကို control မလုပ်ဘဲနဲ့လွှမ်းမိုးချုပ်ကင်တာတွေမလုပ်ဘဲနဲ့ကို့မှာရှိတဲ့ inner က power နဲ့ပဲလွှမ်းမိုးနိုင်တဲ့သူတစ်ယောက်ဖြစ်အောင်စူးစမ်းမယ်အဲ့လိုစူးစမ်းနိုင်လေကိုကလုံးဝ long term မှာပေါ့နော်ပို့ပြီးတော့ရှေ့ရှောက်မဲ့ဘဝမှာပို့ပြီးတော့အောင်မြင်မှုတွေ leader ကောင်းတွေကိုရှောက်ချင်တဲ့အရာကိုရှောက်ချင်တဲ့လမ်းအရာကိုရင့်ကျက်စွာနဲ့ရှောက်နိုင်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်2026မှာဒီဗီဒီယိုလေးကနေပြီးတော့အင်အားတွေခွန်အားတွေအကြံဉာဏ်တွေစိတ်ဆွမ်းအားတွေစိတ်သက်တည်တွေလောက်ရမယ့်အရာတွေကိုမြင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အဲ့လိုအရာတွေလည်းရမယ်လို့ယုံကြည်ပါတယ်အခုလိုနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဘိုင်